အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Healer and Seeker Tarot Base က Tarot Reader Elio ပဲဖြစ်ပါတယ်ကျွန်တော်အားလုံးနဲ့လည်းမတွေ့ရကြပြီပေါ့နော်မတွေ့ရကြပြီဆိုတော့ကျွန်တော်ကဒီနေ့အားလုံးအတွက်ကိုဘာ reading လုပ်ပေးမှာလဲဆိုတော့ collective reading ပေါ့နော် collective reading ဖြစ်တဲ့အတွက်ကျွန်တော်ဒီရွေးချယ်စရာကြီးလည်းပေးမှာမဟုတ်ဘူးနောက်တစ်ခုအနေနဲ့ဘာကောင်းစဉ်ညာကောင်းစဉ်ရဲ့လို့တော့ကျွန်တော်ကောင်းစဉ်မတက်တော့ဘဲနဲ့ကျွန်တော် collective reading ဆိုတဲ့အရာမျိုးလေးကိုပဲကောင်းစဉ်တက်လိုက်မယ်နောက်ကကျွန်တော်ကတ်မှာမြင်တဲ့ဟာလေးတွေကိုကျွန်တော်ဟောပေးမယ်ပေါ့နော်ဒီ reading ဒီအခုကျွန်တော်ရဲ့ဒီ video ကိုကြည့်လိုက်တာနဲ့ဒီလူဒီပေါ့နော်ဒီ video တွေကဟောကွက်တွေအားလုံးနဲ့သက်ဆိုင်သွားပါပြီတချို့ဟောကွက်တွေကိုကိုကလက်မခံခြင်းလဲရတယ်တကယ်လို့မဟုတ်ဘူးကိုကအကုန်လုံးလက်ခံခြင်းလဲရပါတယ်အထူးသဖြင့်ဒီ reading ကိုတော့ဒီ collective reading ကိုတော့တေချာတခုကတော့ကျွန်တော်နဲ့လုံးဝ energy ကိုက်တဲ့အသူတွေနောက်တစ်ခုအနေနဲ့ကျွန်တော်နဲ့အဆက်ရှိတဲ့သူတွေဟာဒီ reading ကိုတွေ့ပါလိမ့်မယ်တချို့ကျွန်တော်နဲ့အဆက်မရှိတဲ့သူတွေဒါမှမဟုတ်ကျွန်တော်နဲ့ energy တိတ်ပြီးတော့အဆင်မပြေတဲ့သူတွေဆိုတော့ဒီ reading ကိုတွေ့နိုင်ကြရာခိုင်တော့အနည်းပါတယ်ပေါ့နော်အခါကျတော့ကျွန်တော်လွယ်လွယ်ကူကူလေးပဲဒီကျွန်တော်စီကိုအသေးရောက်ထားတဲ့78 story tale လေးကိုတုံးပြီးတော့ collective reading လေးကိုအားလုံးနဲ့စတင်လိုက်ချင်ပါတယ်အဲ့ဒါဆိုကျွန်တော်ပထမဆုံးကတ်လေးကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ပထမဆုံးကတ်အနေနဲ့ကတော့ဒီမှာအားလုံးမြင်တဲ့အတိုင်းပဲ the hermit ပေါ့နော် the hermit ဆိုပြီးတော့ရှေ့မှာမီးပုံလေးရှိရဲ camp ထွက်ထားတာဖြစ်တဲ့အတွက်ဒီ collective energy ရကတော့ကြည်ရတဲ့လောက်ကဒီ collective reading ကိုကြည့်နေတဲ့သူများသည်မကြခင်မှာခရီးထွက်ရတာမျိုးလေးဖြစ်တဲ့ခရီးထွက်တဲ့နေရာမှာအထူးသဖြင့်ဒီဖျားစေးတွေဖျားဖူးခရီးထွက်တာမျိုးလေးတွေဥပမာဆိုရင်ကြိုက်ထီယိုတို့ပကံတို့အဲ့လိုမျိုးဖျားတွေရှိရဲ့နေရာအဲ့လိုမျိုးဖျားနဲ့ပတ်သက်တဲ့နေရာတွေကိုခရီးထွက်ရတာမျိုးလေးတွေဖြစ်တတ်တယ်ဆိုပြီးတော့ကက်လေးတွေကပြောထားတာမျိုးမြင်ရတယ်နောက်တစ်ခုအနေနဲ့ကိုယ့်ရဲ့စိတ်ကိုအတက်နိုင်ဆုံးအေးချမ်းချမ်းအေးလူလူပေါ့ပပလေးနေရာမျိုးလေးတွေလုပ်ပေးတင်တယ်ဆိုတဲ့ပုံစံမျိုးကိုကက်ကလာပြထားတာမျိုးကိုကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ကိုယ့်ရဲ့စိတ်ကတည်ငြိမ်လေးကိုအတွက်အောင်မြင်မှုတွေအဆင်ပြေမှုတွေဟာကိုစီကိုရောက်လာလေးဆိုပြီးတော့ကက်လေးတွေကပြောထားတာမျိုးကိုတော့ကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ဒါကတော့ပထမဆုံး collective reading ရဲ့ပထမဆုံးကက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ် shuffleကတ်ကိုထပ်မွေလိုက်မယ်ပေါ့နော်ကတ်ကိုထပ်မွေလိုက်ပြီးတော့ဒုတိယ collective reading အတွက်ကိုနောက်ကတစ်ကတ်ကိုကျွန်တော်ထပ်ထုတ်လိုက်ပါမယ်နောက်တစ်ကတ်ကတော့အားလုံးမြင်ကြတဲ့အတိုင်းပဲဘာဖြစ်ရလဲဆိုတော့ဒီကိုယ့်ရဲ့ ideas တွေနောက်တစ်ခုအနေနဲ့ကိုစူးစမ်းထားတဲ့အရာတွေကိုအုံနောက်ဖောက်စားခံရတာမျိုးနောက်တစ်ခုအနေနဲ့ကိုထိမ့်သိမ်းထားတဲ့အရာတွေကိုလှုပ်ဝက်ထားတဲ့အရာတွေပေါက်ကြားသွားတာမျိုးဖြစ်တတ်တယ်အပေါက်ကြားတဲ့သူကလည်းအဝေးနာမဟုတ်ပဲနဲ့ကိုယ့်ရဲ့တငယ်ချင်းဒါမှမဟုတ်ကိုခင်မင်ရတဲ့သူကိုချစ်ရတဲ့သူတွေအကြောင်းကိုယ့်ရဲ့လှုပ်ဝက်ချက်တွေကပေါက်ကြားသွားတာမျိုးလေးတွေဖြစ်တတ်တယ်ဆိုပြီးတော့ကက်လေးတွေကပြောထားတာမျိုးကိုကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတဲ့အဲ့အတွက်ကိုစိတ်ရှုပ်ရတာမျိုးနောက်ကကျတော့ဒီအတူနဲ့မိတ်ဆွေပြက်ရတာမျိုးလေးတွေဖြစ်တတ်တယ်ဆိုတဲ့ပုံစံမျိုးကိုကက်ကလာပြောထားတာမျိုးကိုကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ပါဆက်မြင်ရလဲဆိုတဲ့အနေအထားတရမျိုးမှာကြတော့လေအထူးသဖြင့်ဒီလေအခုကာလတွေမှာပေါ့နော်ဒီ reading ကိုမြင်ပြီးဆိုတာနဲ့လက်ဝတ်လက်စားတွေပျောက်တတ်တာမျိုးနောက်တစ်ခုအနေနဲ့အထူးသဖြင့်ပတ်စံကြပျောက်တာမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးကိုတော့နည်းနည်းဂရုစိုက်ပါနောက်ကကျတော့လမ်းသွားလမ်းလာအထူးသဖြင့်ဒီရန်ကုန်မှာရှိတဲ့သူတွေမြို့ကြီးမြို့ပြတွေမှာရှိတဲ့သူတွေပို့ပြီးတော့ဂရုစိုက်ပါ YBSC ရဲ့အခါမျိုးတွေလမ်းလျှောက်နေတဲ့အခါမျိုးတွေမှာဖုန်းအလစ်တုတ်ခံရတာမျိုးကပိုင်းနိုင်ခံရတာမျိုးလေးတွေအဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်အဲ့ဒါလေးတွေကိုအတက်နိုင်ဆုံးသတိထားပေးပါဆိုပြီးတော့ကက်လေးကပြောထားတာမျိုးတော့ကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ဒါကတော့ဒုတိယမြောက်ဒီ collective reading နဲ့ကနေပြီးတော့ဒုတိယမြောက် reading ဟိုဒါကက်လေးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ကတ်ကိုထပ်ပြီးတော့ကတ်ကိုမှွေနေနောက်တစ်ကတ်ကိုထပ်ထုတ်လိုက်ပါမယ်နောက်တစ်ကတ်ကိုထပ်ထုတ်မယ်ဆိုတော့နောက်တစ်ကတ်ကဘာလာပြထားလဲဆိုတော့ the hybrid critics ပေါ့နော်ကဲရဲ့ပုံစံအတိုင်းကကျွန်တော်ခန်းစားချက်ကျွန်တော်ဒီ collective reading လုပ်တဲ့အချိန်မှာဒီကက်လေးကို shuffle တန်းလုပ်ရင်မှွေလိုက်မယ်ပေါ့နော်ထွက်လာတဲ့အချိန်မှာကျွန်တော်ဘာခန်းစားရလဲဆိုတော့ဒီကိုရဲ့ကိုဘယ်လိုပြောမလဲလူတိုင်းမှာအိမ်မက်တွေရှိရဲဖြစ်ချင်တဲ့အရာတွေအများကြီးရှိရဲကိုဖြစ်ချင်တဲ့အရာတွေကိုပုံဖော်နေရထက်လက်တွေ့အကောင့်ထဲပေါ်လှုပ်ဆောင်လိုက်ပါဆိုပြီးတော့ပြောထားတာမျိုးမြင်ရတယ်ကျွန်တော်တို့လူတွေအားလုံးဒီအတွေးတွေနောက်တစ်ခုအနေနဲ့ဒီစဉ်းစားနေတဲ့အရာတွေမှာပဲပိတ်မိနေတတ်တယ်ပေါ့နော်ပြောချင်တာကတော့ငါဒီဟာဖြစ်ချင်တယ်ဆိုရဲစိတ်မျိုးပဲရှိပြီးတော့စူးစမ်းခြင်းစိတ်တွေမရှိကြတာမျိုးမြင်ရတွေ့ရတယ်ပေါ့နော်တေချာတခုကတော့ဒီ collective reading ကိုမြင်တဲ့သူတွေ့ရတဲ့သူဒီတေချာတခုကတော့ကိုယ့်ရဲ့ရည်မှန်းချက်ကလေအကောင့်အထည်ဖော်ပြပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ဒီ collective reading ကိုကြည့်နေတဲ့သူဒီကိုယ့်ရဲ့အိမ်မက်တွေဟာဈေးကြီးရ
မျိုးလေးတွေဖြစ်တတ်တယ်ကိုပြစ်ချင်တဲ့အိမ်မက်တွေအရန်ဈေးကြီးပြီးတော့အရန်ကိုထက်မြင့်နေရမျိုးဖြစ်တတ်တယ်ဒါပေမဲ့စိတ်မပူပါနဲ့အဲ့အရာကကိုပြစ်ချင်တယ်လို့ဖြစ်လာနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းပြောထားတာမျိုးတော့ကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ပေါ့နော်အဓိကတော့ကိုလက်လျှော့ဖို့နဲ့အကောင်းဆုံးစူးစမ်းဖို့ပဲလိုတယ်ဆိုပြီးတော့ကက်ကပြောထားတာမျိုးကိုတော့မြင်ရတွေ့ရတယ်တေချာတစ်ခုကတော့အချိန်ကတော့ယူရလိမ့်မယ်ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ရင်မှန်းချက်တွေဘယ်တော့လောက်ဖြစ်နိုင်လဲနှစ်ခဏန်းနဲ့ပတ်သက်တဲ့ဒီအသက်အပိုင်းခြားတွေပေါင်းချင်းနှစ်ခဏန်းရှိရဲ့ဟာတွေဒါမှမဟုတ်နှုတ်ချင်းနှစ်ခဏန်းရှိရဲ့အသက်အပိုင်းခြားတွေမှာကိုယ့်ရဲ့အိမ်မက်တွေပြည့်တတ်တဲ့ဥပမာဆိုရင်ကိုယ့်ရဲ့အိမ်မက်တွေဒီ collective reading မှာဆိုအသက်20ကနေပြီးတော့29နှစ်အတွင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းနှုတ်ခဏန်းဆိုရင်လည်းအသက်31အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနှုတ်ခဏန်းနှစ်ရှိရဲ့အသက်တွေနောက်ကကျတော့ဒီနှစ်ခဏန်းရှိရဲ့အသက်အပိုင်းခြားတွေမှာကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ရင်မှန်းချက်တွေကပြည်လာနိုင်ပါတယ်ဆိုပြီးတော့ပြောထားတာမျိုးတော့ကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ပေါ့နော်ဒါကတော့တတိယမြောက် collective reading ကကတ်ဖြစ်ပါတယ်အဲဒါဆိုကျွန်တော်ကတ်ကိုထပ်မှွေလိုက်ပါမယ်ခင်ဗျာကက်ကိုထပ်မွေလိုက်ပါမယ်ကက်ကိုထပ်မွေလိုက်မယ်ဆိုတော့နောက်တစ်ကက် collective reading အတွက်ကျွန်တော်နောက်တစ်ကက်ကိုထပ်ထုတ်လိုက်ပါမယ် collective reading အတွက်နောက်တစ်ကက်ကိုထပ်ထုတ်လိုက်မယ်ဆိုတော့ကျွန်တော်ကြည့်ရတဲ့လောက်ကတော့ emotional damage ပေါ့နော်ကျွန်တော်တို့တွေကအတွေးတွေလုံးနဲ့ကျွန်တော်ခုနကပြောရတဲ့အတိုင်းပဲကျွန်တော်တို့လူသားတွေဟာ100%မှာ80%နှုန်း90%နှုန်းအများကြီးပဲပြောမယ်ကွာ99%လောက်ကအတွေးလွန်တတ်တဲ့သူစားမျိုးတွေမှာပါတယ်နောက်တစ်ခုအနေနဲ့အတွေးတွေလွန်မဲ့ဒီအခြေရာကိစ္စတွေမှာအရန်ရင်းနှီးမြုပ်နှံကြတယ်ကျွန်တော်ဒီလောကကိုစဝင်ကြတဲ့ကဒီပေါ့နော်ဘယ်လိုပြောရမလဲစီးပွားရေးလူမှုရေးကျန်းမာရေးအခြေရေးဆိုဘယ်မေးခွန်းကအမေးအများဆုံးလဲဆိုရင်အခြေရေးအကြောင်းတွေကအမေးအများဆုံးဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်အားလုံးကြားဘူးကြမယ်ထင်တယ်ကိုမချစ်နိုင်မနဲ့သူများကိုမချစ်ပါနဲ့ဆိုရဲစကားမျိုးပေါ့နော်အဲ့လိုမျိုးအားလုံးကြားဘူးမလိမ့်မယ်ထင်တယ်အဲ့လိုမျိုးပဲဒီဟာကိုမြင်တော့ကျွန်တော်ဘယ်လိုခံစားနေရလဲဆိုတော့ဘာမှမဟုတ်ကိုထက်သူများကိုပိုချစ်မိသွားတဲ့ခါကျရင်ကိုအတွက်ကိုနှစ်တလို့ဖြစ်လာတတ်တယ်ပေါ့နော်ဒီမှာဆို alcohol တောက်နေတယ်ကျွန်တော်ရဲ့သတ်မှတ်ချက်ရတချို့သူရဲ့သတ်မှတ်ချက်ရ alcohol ဒီလူတွေအတွက်မကောင်းဘူးဒီမိုက်မဲတဲ့သူတွေမှာတောက်တယ်ဆိုပြီးတော့ပြောကြတာမျိုးအားလုံးလည်းသိကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေပေါ့နော်ဒီမှာဆိုရင်လည်းသူကတော့ alcohol ကိုရိုးတနက်တောက်နေရမျိုးနဲ့သူ့ရဲ့မျက်နှာပုံစံအရသူ့ရဲ့မျက်နှာကြအရာဒီကျွန်တော်ကြည့်ရတဲ့လောက်ကသူဒီအသေးကွဲနေရမျိုးဓမ္မမဟုတ်လေတခုခုကိုခံစားနေရတာမျိုးလေးတွေဖြစ်နေရဆိုပြီးတော့ကက်ကပြောထားတာမျိုးကိုကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ပေါ့နော်အဲ့အတွက်သူ့ရဲ့စိတ်သက်သာရာသူ့ရဲ့စိတ်ဖြေရာလေးဖြစ်နိုင်မဲ့ဒီ alcohol ကိုတောက်နေရဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်အဲ့အတွက်ကျွန်တော်ကတော့အဓိကအကြံဉာဏ်ပေးချင်တာကကိုဒီအရင်လဲဒီအခြေအရမှာမခံစားခြင်းဘူးဆိုရင်တော့အတက်နိုင်ဆုံးတော့ကျွန်တော်ပြောချင်တာဒီ collective reading ကိုမြင်ပြီးဆိုတာနဲ့ကိုပေါ့နော်ဒီအခြေရာကိစ္စတွေနောက်တစ်ခုနဲ့တခြားသောကိစ္စတွေမှာအတွေးမလွန်ပါနဲ့အတွေးမများပါနဲ့ဆိုတဲ့ပုံစံမျိုးကိုမြင်ရတွေ့ရတယ်နောက်တစ်ခုတခြားသောကိစ္စတွေအခြေမှကျွန်တော်လူတွေကအတွေးများကြမှာမဟုတ်ဘူးတခြားကိစ္စတွေမှာလည်းအတွေးတွေများကြတယ်အတွေးတွေလွန်ကြတယ်အဲ့အတွက်အတက်နိုင်ဆုံးကိုယ့်ရဲ့အတွေးတွေကိုမလွန်ဖို့ထိမ့်သိမ့်ပါဒီမှာဆိုရင်လည်း the harming နဲ့ဒီ five of cup ကိုတွဲပြီးကြည့်မယ်ဆိုကိုယ့်ရဲ့စိတ်တွေငြိမ်ဖို့ကိုယ့်ရဲ့အတွေးတွေတည်ငြိမ်ဖို့ဆိုရင်တရားထိုင်တာမျိုးလေးတွေလုပ်ပေးတဲ့နဲ့ကိုယ့်ရဲ့အတွက်ခရီးထွက်တာမျိုးလေးတွေလုပ်ပေးတဲ့နဲ့ဆိုပြီးတော့ပြောထားတာမျိုးကိုတော့ကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ကိုဒီ alcohol တောက်လို့မရဘူးလားဆို yes တောက်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ emotion တွေကိုတော့ထိန်းနိုင်ဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးကိုတော့ဒီ၄ကမြောက် collective reading လေး collective ကပြောထားတာမျိုးကိုတော့ကျွန်တော်အနေနဲ့မြင်ရတွေ့ရတယ်ကျွန်တော် drop ကကိုတော့ဒီတစ်ခါတော့ဟိုစားဘယ်လိုပြောရမလဲ slut လုံးမှာတော့မဟုတ်ဘူးရွေးချယ်မှာမဟုတ်ဘူးအဲ့အတွက်ကျွန်တော်နောက်ထပ် collective reading အတွက်နောက်ထပ်တစ်ခက်လေးကိုကျွန်တော်ထပ်ဆွဲပါမယ်နောက်ထပ် collective reading အတွက်ကတော့ကျွန်တော်ကြည့်ရတဲ့လောက်ကဒီ collective reading ကိုမြင်တဲ့သူဒီmanifestation လုပ်ထားမျိုးလည်းဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ကိုတခုခုအလောက်ကင်ပိုင်းမှာအလောက်လျှောက်ထားတာမျိုးဒါမှမဟုတ်ကိုလိုချင်တာတစ်ခုခုဒီမကြခင်မှာရရှိပါလိမ့်မယ်မကြခင်မှာရပါလိမ့်မယ်အများဆုံးကြာရင်တော့တစ်လအနည်းဆုံးဆိုရင်တော့တစ်ရက်တစ်ပတ်အတွင်းမှာပဲကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေပြည့်မြောက်ပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးမြင်ရတယ်ဟိုအများဆုံးကိုကျွန်တော်တစ်နှစ်လို့တော့မမြင်ဘူးတစ်လလို့တော့မြင်နေပေါ့နော်အဲ့တစ်လအတွင်းမှာကိုဖြစ်ချင်တဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေပြည့်မြောက်ပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ကိုလိုချင်တဲ့အရာလေးတွေရပါလိမ့်မယ်ဆိုပြီးတော့ပြောထားတာမျိုးမြင်ရတယ်ဒီလိုပြောလို့ဆရာတော့ငါလိုချင်တဲ့အရာတွေရတော့မှာပဲငါ့ကိုအဲ့လိုမျိုးဟောထားရဲဆိုပြီးတော့ကိုယ့်ရဲ့စူးစမ်းခြင်းစိတ်တွေကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကိုမလျှော့လိုက်ပါနဲ့ကျွန်တော်တို့ဆူတောင်းနေ manifestation တွေဒီတိုင်းဆူတောင်းနေလို့မရတယ်လို့ဒီတိုင်းထိုင်နေပြီးတော့ manifest လုပ်လို့လည်းမရဘူးကျွန်တော်တို့ဘက်ကနေ action ဆိုတဲ့လှုပ်ဆောင်မှုတွေထဲမှာရပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတွေ့ရမှာပါဒီမှာဆိုလဲသူကိုယ်တိုင်က action ရှိလို့သူကိုယ်တိုင်ကသူ့ရဲ့ reward ကိုရတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရအဲ့အတွက်ကိုဒီတစ်ခုကိုလိုချင်တော့ကိုယ့်ဘက်ကနေ action မဟုတ်ရင်တစ်ခုခုတော့ပေးစားရလိမ့်မယ်တစ်ခုခုတော့လုပ်ရ
ရပါလိမ့်မယ်ဆိုပြီးတော့ကက်လေးကပြောထားတာမျိုးတော့ကျွန်တော်အနေနဲ့မြင်ရတွေ့ရတယ်ဒါကတော့9ကက်မြောက် collective reading ပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်နောက်တစ်ကက်ထပ်ထုတ်ပါမယ်collective reading အတွက်ကျွန်တော်6ကက်မြောက်ပေါ့နော်6ကက်မြောက်ကိုကျွန်တော်စာထုတ်တော့ပါမယ်အခုတော့မှွေပါပြီနောက်တစ်ကက် collective reading အတွက်ဒီမှာဆိုအားလုံးမြင်တဲ့အတိုင်းပဲ deckကျွန်တော်တို့လူသားတွေဒီကျွန်တော်သတ်မှတ်ထားတဲ့အရာလေးရှိရပေါ့နော်ကျွန်တော်ဒီ tarot deck တဲ့ကဒီ deck ကိုမြင်သိဆုံးခြင်းဆိုတဲ့အရာကိုမြင်ပြန်လဲမွေးဖွားခြင်းကိုတော့မြင်တယ်ဘယ်လိုပြောရမလဲ rebirth ပေါ့နော် rebirth ရှိရလူတွေအားလုံးဒီမှာဆိုရင်လည်းသူ့မိဒီကလေးကိုမွေးလိုက်တဲ့အတွက်ဒီကလေးအတွက်ဒီအခုမှ new beginning ဆိုတဲ့ပုံစံမျိုးကိုစားပြုတယ်ကွာအဲ့ဒါကြောင့်မလို့ကျွန်တော်က sorry ကျွန်တော်ပြောချင်တာကဲ့ရဲ့ပုံစံအတိုင်းရသည်ဒီ deck မှာ rebirth ဆိုတာရှိပြန်လဲမွေးဖွားခြင်းဆိုတဲ့ energy မျိုးပြန်လဲမွေးဖွားခြင်းဆိုတဲ့အရာမျိုးတွေရှိနေရပေါ့နော်အသက်တပံပြန်လဲစတင်ခြင်းအဲ့လိုမျိုးလေးတွေရှိနေရဖြစ်တဲ့ဒီကတ်မှာတော့ပြောထားတာမျိုးကတခါတလေမှာကိုယ့်အတွက်ပင်ပန်းတာမျိုးတွေရှိလိမ့်မယ်အစင်မပြေတာမျိုးလေးရှိလိမ့်မယ်အခါကျရင်ငါဒီအစင်မပြေတာပြီးသွားတဲ့အခါကျရင်ငါအတွက်ပြန်ပြီးတော့အစင်ပြေလာမှာပဲငါအတွက်ပို့ပြီးတော့အစင်ပြေတဲ့အရာတွေပို့ပြီးအစင်ပြေတဲ့အနာဂတ်တွေရလာမှာပဲအစင်မပြေရပြီးရင်အစင်ပြေတဲ့အရာတွေလာမှာပါတရှင်းတစ်ပုတ်တောင်ရှိရပေါ့နော်မုံနိုင်တွေပြီးရင်လေးပြေတွေလာမယ်ဆိုမြပြီးရင်ကံကောင်းခြင်းတွေရောက်လာမယ်ဒီလောကရန်များကိုရင်ဆိုင်ကြော်ဖြတ်ရင်အတင်းထားပါငိုမနေပါနဲ့ဆိုရယ်ဟိုမိဆန်ကြီးရဲ့တရှင်းတစ်ပုတ်ရှိရပေါ့နော်အတိုင်းပဲကျွန်တော်ကတော့အကြံဉာဏ်ပေးချင်တာကတော့ဒီမုံတိုင်းတွေပြီးရင်လေးပြေလာမယ်အစိုးတွေပြီးရင်အကောင်းတွေလာမယ်အဲ့အတွက်ကိုဒီအစိုးတွေဖြစ်နေလို့ငါကြမှာဘာလို့ဖြစ်ရလဲစကားပုံတစ်ခုရှိရယ်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုရယ်ဟုတ်တယ်မိုးလိုက်လို့ရွာဆိုရယ်စကားပုံတိုင်းပဲပေါ့နော်ဟိုကိုကကန်ဆိုးနေပါလေဆိုမှကိုမိုးဝရွာတယ်မိုးတွေတဲတယ်ကိုထီးမပါတဲ့နေမှာအဲ့လိုမျိုးတွေဖြစ်နေတတ်တယ်အဓိကအနေနဲ့ပြောချင်တာကအဲ့အရာကိုငါရဲ့ဝေကျွေးတစ်ခုပြီးသွားပြီငါအတွက်မကောင်းတာတွေတစ်ခုပြီးသွားပြီပေါ့နော်အစင်မပြေတာတွေစိတ်ညစ်စရာဖြစ်တဲ့အခါကျငါအတွက်မကောင်းတာတွေငါဝေကျွေးတစ်ခုဆက်ပြီးသွားပြီဆိုတဲ့အတွေးမျိုးပဲတွေးပါငါဝေကျွေးဆက်ပြီးတဲ့အခါကျရင်ငါဘဝ life အတွက်ပိုကောင်းတဲ့အရာတွေပိုကောင်းတဲ့အရာတွေရလာဖို့အတွက်ကိုရှိရဲဆိုတဲ့စိတ်မျိုးလေးကိုတွေးပါဆိုပြီးတော့ပြောထားတာမျိုးတော့ကျွန်တော်အနေနဲ့အဓိကမြင်ရတွေ့ရတယ်ဒါကတော့6ကတ်မြောက် collective reading နောက်ထပ်ကျွန်တော်8ကတ်ဆွဲမယ်ပေါ့နော်8ကတ်ဆွဲမှာဖြစ်တဲ့အတွက်နောက်ဆုံး2ကတ်ပဲကျန်တော့တယ်အခုကျွန်တော်9ကတ်မြောက်ကိုကျွန်တော် collective reading အတွက်ကိုကျွန်တော်ဆွဲမှာဖြစ်ပါတယ် collective reading အတွက်9ကတ်မြောက်sorry 9ကတ်မြောက်ကကြတော့ဘာလဲဆိုတော့အလုပ်တွေပြီးတာpressure တွေပြီကျွန်တော်တို့နေ့စဉ်ဖြတ်တန်းနေတဲ့အရာမှာလူတိုင်းကနေ့တိုင်းမှာ pressure တစ်ခုမဟုတ်တစ်ခုတော့ရှိကြတယ်ကျွန်တော်မှလည်းရှိရဲတခြားသူတွေမှလည်းရှိရဲ pressure ဆိုတာလူတိုင်းမှာရှိရဲဆိုတဲ့ပုံစံမျိုးပြောထားတာမျိုးမြင်ရတွေ့ရတယ်ပေါ့နော်အလုပ်တွေကိုနောက်ရက်ကိုတည်သွားတာမျိုးဒီတရက်ထဲနဲ့ပြီးအောင်လုပ်နိုင်ဒီတရက်ထဲနဲ့ပြီးအောင်လုပ်တာမျိုးလေးတွေလုပ်ပေးတင်နေဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်အနေနဲ့မြင်ရတွေ့ရတယ်နောက်ထပ်တစ်ခုအနေနဲ့ရှက်ပြမလုပ်ဖို့ပေါ့နော်အလုပ်တစ်ခုလုပ်တဲ့အခါကျရင်တေးသေးချာချာလေးလုပ်ဖို့လိုတယ်မျက်စိရှမ်းတာမျိုးနောက်ကကျတင်ချာတွက်နေပါလေဆိုမှတခြားအရာတွေလုပ်နေရမျိုးအဲ့လိုမျိုးလေးတွေမလုပ်သင့်ဘူးပေါ့နော်ကိုလုပ်နေတဲ့အရာပေါ်အာယုံစိုက်တဲ့နဲ့ကိုလုပ်နေတဲ့အလုပ်ပေါ်မှာတေးသေးချာချာ intention ထားမှပဲအစီရင်မဟုတ်ရင်အမားတွေအများကြီးဖြစ်ပြီးတော့နောက်တစ်ခါထပ်ပြင်ရလိမ့်မယ်နောက်တစ်ခါပြန်လုပ်ရတတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကပြောချင်တာကဒီ collective reading ကိုကြည့်နေပြီဆိုရင်ဒီနေရာကိုရောက်နေပြီဆိုရင်တော့ကျွန်တော်ကတော့ပြောချင်တာကတော့ကိုလုပ်နေတဲ့အရာပေါ်မှာတေးသေးချာချာ intention ထည့်ပြီးလုပ်တေးသေးချာချာစိတ်နှစ်ပြီးတော့လုပ်ပါလို့ပြောချင်တယ်မဟုတ်ရင်ကိုဒီ2ကြိမ်2ခါ2ကြိမ်2ခါမဟုတ်ဘူးဒီ3-4ကြိမ်ပြန်လုပ်ရတတ်တယ်အမားတွေပြန်ပြင်လိုက်ကိုကလှုပ်လိုက်မှားလိုက်ပြန်ပြင်လိုက်လှုပ်လိုက်မှားလိုက်ပြန်ပြင်လိုက်အဲ့လိုမျိုးအခောက်ပေါင်းများစွာဖြစ်တတ်တာဖြစ်တဲ့အတွက်အတက်နိုင်ဆိုစိတ်အေးနဲ့တစ်ကြိမ်နဲ့ပြီးအောင်လို့လုပ်ပါတစ်ကြိမ်နဲ့အချိန်ယူပြီးအောင်လုပ်တာကပို့ပြီးမြန်ပြီးတော့မဟုတ်ဘဲနဲ့ငါမြန်စံပြီးကျင်နဲ့ငါခဏလေးနဲ့ပြီးကျင်နဲ့ဆိုပြီးတော့ကိုလှုပ်ချင်တယ်လို့လှုပ်အမြန်နေလှုပ်တဲ့ခါမှာမှားထပ်ပြင်းအဲ့ဒါပို့ပြီးတော့အချိန်ကြာတယ်အခါမျိုးကျွန်တော်ပြောချင်တာကတော့အေးစစ်စစ်ကောင်းအေးနဲ့လုပ်ပါလို့တော့အကြံဉာဏ်ပေးချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော် collective reading ရဲ့နောက်ဆုံးကတ်လေးကိုရောက်ရှိလို့လာပါပြီခင်ဗျာနောက်ရှိလို့လာပါပြီတဲ့ collective reading အတွက်နောက်ဆုံးကတ်လေးရောက်ရှိလို့ရပါတယ်နောက်ဆုံးကတ်ကပါဖြစ်မလဲနောက်ဆုံးကတ်ကတော့foodie လေးပေါ့နော် foodie လေးဆိုပေမဲ့လည်းကျွန်တော်ခံစားမိရတဲ့လောက်ကဒီကတ်ကိုမြင်ရတဲ့လောက်ကဘာလဲဆိုတော့ကျွန်တော်တို့ကလောဘတွေကြီးကြတယ်
ကျွန်တော်လူဖြစ်လာပြီကျွန်တော်လူလောကကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ဒီလောဘတွေရှိကြတယ်မောဟတွေရှိကြတယ်ဒေါသတွေရှိကြတယ်ပေါ့နော်အဓိကလောဘကျွန်တော်တို့လောဘစိတ်တီဘယ်လိုပြောရမလဲလူရဲ့လူချင်းတက်မှန်စိတ်တီအပြီးမတက်နိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ economic ကျွန်တော် eco ယူတာဖြစ်တဲ့အမှတင်ရတယ်ပေါ့နော်ကျွန်တော်ဒီပထမဆုံးအခန်း1မှာတင်ရတယ်လူတွေရဲ့လောဘကအတော့မတက်နိုင်ဘူးဆိုတဲ့အရာမျိုးဒီမှာလည်းမြင်တဲ့အတိုင်းပဲကိုတယောက်တည်းဒီ DI အားလုံးမကုန်နိုင်ဘူးဒါပေမဲ့အစားအသောက်ကိုကြိုက်တာမှန်ပေမဲ့ဟိုတီစားတဲ့ခါကျရင်ပိုတဲ့ခါကျရင်ဒီပိုတဲ့အရာကိုကိုယ့်ရဲ့မိသားစုကတော့ maybe စားကောင်းစားလိမ့်မယ်ဒါပေမဲ့တခြားအရာဟိုတကယ်စတော့ဆိုင်ဒီမှာသွားစားရင်တော့ဒါအိမ်ကိုထုတ်ရင်တော့ကိစ္စမရှိပေမဲ့ဒီတိုင်းပဲထားခဲ့မယ်ဆိုဒါဒီအလွေအလွင့်ဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီအစားအသောက်တွေအဲ့အတွက်ကျွန်တော်ပြောချင်တာကကိုယ့်အတွက်ဒီဥပမာပေးရမယ်ဆိုပစ္စည်းတစ်ခုပေါ့နော်ကိုယ့်အတွက်ဥပမာဆိုကျွန်တော်ကဒါရော့ကတ်တွေအများကြီးရှိရဒီဟာကိုဝယ်လိုက်ပြီဆိုရင်ဒီကတ်ကိုငါဝယ်လိုက်လို့ဒီကတ်စီကနေငါဘာအကျိုးကျေးဇူးရမလဲဒီကက်နဲ့ဒီကက်ခုနပြောသလိုဒီကက်နေဘာကြိုးကျေးဇူးရမလဲဒီကက်ကနေဘာတွေအမျက်ရမလဲအဲ့လိုမျိုးတွေးတင်တယ်မဟုတ်ပဲနဲ့ငါဒီကက်ကိုကြိုက်လို့ဝယ်လိုက်တယ်ဆိုတော့စိတ်မျိုးထက်ပေါ့နော်ဒီကက်နဲ့ငါဘလို့အဆင်ပြေအောင်လုပ်မလဲဘလို့ရှေ့ဆက်ရှောက်မလဲကိုယ့်အတွက်လိုအပ်ဤမလိုအပ်ဤကိုတေချာတွေးဖို့လိုတယ်လိုအပ်ရင်ဝယ်မလိုအပ်ရင်မဝယ်တာအကောင်းဆုံးပဲမဟုတ်ရင်ဘာမှမဟုတ်ပဲလေလွင့်ပြီးတော့ပစ္စည်းတွေအများလာပဲအဖက်တင်လိုက်မယ်နောက်ကဝယ်ပြီးတော့မှနောင်တရတာမျိုးလေးဖြစ်လိမ့်မယ်ဒီအောင်မြင်တော့ကျွန်တော်ကတော့မြင်တာကတော့လိုအပ်မှဝယ်စားနိုင်မှဆိုတဲ့ပုံစံမျိုးကဒီအစားတောက်တွေအများကြီးမှာပြီးဆိုအဲ့ဟာတွေအကုန်လုံးကုန်နိုင်မှဝယ်ပါစားပါဆိုတဲ့ပုံစံမျိုးလေးကိုတော့ကျွန်တော်တို့ဒီကတ်မှာ energy ကိုခံစားလိုက်မိတယ်အဲ့ဒါကြောင့်မလို့ပြောချင်တာဒီ collective reading ရဲ့နောက်ဆုံးပိတ်ကတော့ကိုပစ္စည်းတစ်ခုခုဝယ်တဲ့အခါကျရင်အပစ္စည်းကကိုလိုအပ်ရဲ့လားမလိုအပ်ရဲ့လားဆိုတဲ့အရာကိုကိုယ်တိုင်ကစဉ်းစားပြီးမှဝယ်ပါဆိုတဲ့ပုံစံမျိုးလေးကိုတော့ပြောထားပါတယ်ဒါကတော့ကျွန်တော်ဒီပေါ့နော်ကျွန်တော်ရဲ့ဒီreading လေးကတော့ဒီနေ့ကတော့ဒီလောက်ပါပဲပေါ့နော်ပေါ့ reading လေးပဲလုပ်ထားတယ်ကျွန်တော်အခု8ကတ်ချပြီးတော့ collective reading ဟောပေးသွားတယ်ဒီ collective reading 8ကတ်ထဲမှာကိုဒီငါဒီရိုင်းကိုလက်မခံနိုင်ဘူးဆိုရင်လက်မခံပါနဲ့ခေါင်းထဲကထုတ်လိုက်ပါ collective reading ဖြစ်တဲ့အတွက်ဒီရာဒီလူတိုင်းဟိုဘယ်လိုပြောမလဲဒီ reading ကိုကြည့်ရတဲ့သူတွေအတွက်ပဲအကျုံးဝင်နိုင်နေပေါ့နော်ဒီ reading ကိုမြင်ရတဲ့သူကလည်းကျွန်တော်နဲ့ပထမဆက်ရှိရတဲ့သူဖြစ်ဖို့ရာခိုင်နှုန်းပုံများတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီ reading ကိုလုပ်တဲ့အခါမှာငါနဲ့တကယ် energy ကြိုက်တဲ့သူငါနဲ့တကယ်အဆက်ရှိတဲ့သူတွေပဲဒီ reading ဒီ video ဒီ collective reading ကိုတွေ့မယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကလုပ်ထားတာဖြစ်တဲ့အတွက်ပေါ့ reading လေးလည်းလုပ်ထားပါတယ်တကယ်လို့ကျွန်တော်ရဲ့အခု collective reading လေးကိုကြိုက်နေတဲ့ရင်လည်း like and share လုပ်ဖို့မမေ့ပါနဲ့အားလုံးနဲ့လည်းကျွန်တော် YouTube video နဲ့အဆက်ပြတ်နေရလဲကြာပြီကျွန်တော်အခုပြန်ပြီးတော့စူးစမ်းဖို့လည်းရှိပါတယ်နောက်ပိုင်းမှာဒီထက်ပိုကောင်းတဲ့အစီအစဉ်တွေဒီထက်ပိုကောင်းတဲ့ဟော့ကွက်တွေနဲ့အတူအားလုံးစီကိုလည်းပြန်လာဖို့ရှိရဲအစီအစဉ်အသေးလေးလည်းချပြဖို့ရှိရဲပေါ့နော်တကယ်လို့ဒီ collective reading ကိုကြည့်နေတဲ့သူကလည်းကျွန်တော်တခုခုလုပ်စေချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ comment chat box မှာပြောခဲ့ပေးလို့ရပါတယ်ဒီ reading လေးကိုအကြံဉာဏ်ပေးချင်လည်း comment chat box မှာကျွန်တော်ပြောခဲ့ပေးလို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ဖြစ်တဲ့ Healer and Seeker Tarot page နဲ့YouTube ကိုfollow and subscribe လုပ်ရတဲ့ follow and subscribe လုပ်ထားပေးကြပါနောက်ပိုင်းမှာ giveaway လေးတွေလည်းအနည်းနဲ့အများဖောက်ဖို့ရှိပါတယ် free reading လေးတွေလည်းလာဖို့ရှိပါတယ်အဲ့ဒါဆိုတော့အားလုံးကိုကျွန်တော်နှုတ်ဆက်လိုက်ပါမယ်ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ reading အစားဆုံးကြည့်ပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ Healer and Seeker Tarot page ကကျွန်တော် Elio ကစုမုံကောင်းတောင်းပေးလိုက်ပါရခင်ဗျအားလုံးကိုကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတား